တချိန်ကအာဂါသပြိုင်ပွဲမှာနောက်ကျမှပါဝင်လာခဲ့တဲ့တရုတ်နိုင်ငံကအခုဆိုရင်စက်ကြဝဠာထဲမှာဘသူ့ကိုမှဂရုစိုက်စရာမလိုတဲ့အင်အားကြီးနိုင်ငံဖြစ်လာနေပါပြီပထမဆုံးအောင်မြင်မှုကတော့ကိုပိုင်အာဂါသစခန်းကြီးပါနိုင်ငံတကာအာဂါသစခန်းမှာပါဝင်ခွင့်မရခဲ့ပေမဲ့တရုတ်တို့ကတော့2022ခုနှစ်မှာသူတို့ရဲ့ကိုပိုင်အိမ်တော်ကြီးကိုအာဂါသထဲမှာအောင်မြင်တည်ဆောက်ပြခဲ့ပါတယ်ဒါတည်းမကသေးပါဘူးလူသားတွေတခါမှခြေမချဘူးတဲ့လာရဲ့အမှောင်ဘက်ချမ်းကိုပထမဆုံးဆင်းသက်နိုင်ခဲ့တာဟာတရုတ်နိုင်ငံပဲဖြစ်ပါတယ်။မကြသေးခင်ကပဲလာဘော်ကမြေစီလွှာတွေကိုကမ္ဘာမြေစီအရောက်ပြန်တည်လာနိုင်ခဲ့တာကတော့တကယ့်ကိုသမိုင်းဝင်အောင်မြင်မှုပါပဲ။ပထမဆုံးကြိုးပမ်းမှုမှာတင်အောင်မြင်ခဲ့တဲ့Tianwen 1 mission ကြောင့်အမေရိကပြည်ရင်အင်္ဂါဂြိုဟ်ပေါ်ကိုရိုဘာယန်အောင်မြင်စွာဆေလွှတ်နိုင်တဲ့တတိယမြောက်နိုင်ငံဖြစ်လာခဲ့ပါတယ်။သူတို့ရဲ့နောက်ထပ်ရည်မှန်းချက်ကပိုပြီးကြီးမားပါတယ်2030မတိုင်ခင်လာဘော်ကိုလူသားတွေဆေးလွှတ်ဖို့နဲ့လာဘော်မှာအမြဲတမ်းသုတေသနစခန်းတစ်ခုတည်ဆောက်ဖို့ပြင်ဆင်နေပါပြီ။ဤပညာနဲ့အရင်းအမြစ်တွေကိုအလုံးအရင်းနဲ့သုံးနေတဲ့တရုတ်နိုင်ငံရဲ့အာဂါသခရီးစီတွေဟာနောက်တစ်ချိန်မှာစัจ java လာကြီးကိုဘယ်လိုပြောင်းလဲပစ်မလဲဆိုတာစောင့်ကြည့်ရမှာစိတ်လှုပ်ရှားစရာပါပဲ။